ကောင်မလေးကတော့အပြူလို့တင်းရတယ်ကောင်လေးကတော့အိမ်အောင်တယ်ကောင်လေးကတော့သူတို့ကဝေးလည်ချင်းတွေ့လို့မရတဲ့ကိစ္စတွေလည်းရှိတယ်လို့နောက်ပြီးတော့ဟိုတယ်တဲကိုကနေသွားရင်လည်းလူမိမှသူတို့ကစိုးတာလေအဲ့ဒီအတွက်ကြောင့်သူတို့ကအဲ့ဖုန်ကြီးเจ้าမှာချိန်လိုက်တယ်လို့ဖြစ်သွားတာသူတို့ကလည်းဖြစ်ချင်တော့တခြားတွဲတွေလည်းအများကြီးလာချိန်ကြတယ်အဲ့เจ้าမှာအဲ့เจ้าကသူတို့ကတောတဲ့အကြတော့ခါကြတောလူမျိုးဖုန်ကြီးเจ้าနဲ့တော့မဟုတ်ဘူးပေါ့အဲ့မှာခြုံတိုးကြတာပေါ့တော်တော်များအတွက်ရခြုံတိုးကြတယ်သူတို့ကတော့ပိုလုံချုံမဲ့ထင်ပြီးတော့ဒီဖုန်ကြီးเจ้าဝင်းထဲမှာဖုန်ကြီးเจ้าထဲမှာလာတွေ့တာပေါ့တိန်လို့လည်းသူတို့မသိဘူးလင်စိတ်ထိတ်တက်ပြီးလှုပ်ချင်တာပဲသူတို့မှသိနေတော့တိန်မှန်းလည်းသူတို့ကမသိဘူးငရင်မိထားတော့ဖုန်ကြီးเจ้าကလည်းနည်းနည်းပြက်စီးနေတာသူကဖုန်ကြီးเจ้าပြက်ကြီးထဲမှာနေပိုတင့်တော်မယ်ဆိုပြီးတော့သူကနေလိုက်တဲ့အနေမျိုးဖြစ်တယ်အဲ့အတွက်ကြောင့်ဖုန်ကြီးကလည်းသူတို့ဖုန်ကြီးเจ้าရှိမှဆိုင်ကရက်ထားတော့ဒီတကားမှဘာလုံးမှလည်းစောင့်ကြည့်ရင်လည်းမှအခုလိုမျိုးသူတို့လောက်တာကိုပပင်းပြီးသွားတာပေါ့အခုတော့ဖမ်းသွားရေးအတန်ကြားတယ်မဖမ်းငယ်လည်းကောင်မလေးကသူ့ကိုယ်သူတတ်သိမယ်မိသားစုတွေကလည်းတော်တော်ကိုသူတို့ရှက်ရသွားကြပါတယ်မိသားနောက်ပြီးတော့သူတို့ကလည်းနောက်ပြီးတော့အစိုးရဝန်ထမ်းတွေဆိုတော့ပိုးဆိုးတာပေါ့အဲ့အတွက်ကြောင့်သူတို့အရှက်ရသွားတယ်အခုတော့နှစ်ယောက်လုံးကိုဖမ်းသွားရဲ့ထိထိရောက်အေးအေးယူမယ်လို့လည်းအတန်ကြားပါတယ်နောက်ထပ်သတင်းရရင်လည်းပြန်တင်ပေးအောင်မယ်နော်တကယ်ချင်းတို့ဘာ